မယ်ရီနိုရဲ့တဲခွဲကိုနဲ့တူဘယ်ဂျီယန်ကိုအိမ်ပြန်ပို့ပြီးဆီမီဖိုင်နယ်ကိုတက်လန်းသွားပြီဖြစ်တဲ့စပိန်အားလုံးပဲမင်္ဂလာပါပြေးရှန်ကနေကြိုဆိုလိုက်ပါတယ်။နေညကကစားခဲ့တဲ့စပိန်နဲ့ဘယ်ဂျီယန်တို့ရဲ့ကွာတာဖိုင်နယ်ပွဲစဉ်ကတော့အပြန်လန်သွင်းကုန်တွေနဲ့တူကြည့်ကောင်းတဲ့ပွဲစဉ်တစ်ပွဲတော့ဖြစ်မလာခဲ့ပါဘူး။လက်ရှိခြေစွမ်းပိုင်းရာ16သင်းစင်မှာတသိန်းလုံးနီးပါးအစုဖွဲ့ကောင်းကောင်းနဲ့ပေါ်တူဂီကိုအနိုင်ကစားခဲ့တဲ့စပိန်အသင်းကပဲဘယ်ဂျီယန်ကိုတစ်ပွဲလုံးနီးပါးစိုးမိုးပြီးကစားပြခဲ့က2ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီဘက်မှာစပိန်ကိုဆီမီဖိုင်နယ်တက်လန်းနိုင်အောင်ထမ်းတင်ပေးခဲ့တဲ့သူကတော့လူစားမင်ကစားသမားမယ်ရီနိုပဲဖြစ်ပါတယ်။မယ်ရီနိုဟာစပိန်အသင်းကိုဆီမီဖိုင်နယ်ပို့ပေးဖို့2မိနစ်သာချိန်ယူခဲ့ရပြီးလိုအပ်နေတဲ့အဖိုးတန်ကိုတင်ယူပေးခဲ့တာပါ။ပွဲကြောင်းကိုပြောရင်ဒီပွဲမှာနီးပြလူဝစ်တီလာဖရန်တီရဲ့စပိန်က၄နှစ်3တစ်ပုံစံနဲ့ခင်းချင်းလာခဲ့ပြီးဘောလုံးပိုင်ဆိုင်မှုအသားပေးတဲ့နီးပြူဟာနဲ့ပွဲထွက်လာခဲ့တာပါ။တမိုင်းတစ်လျှောက်အကောင်းဆုံးခံစစ်စုဖွဲ့မှုကိုပြသထားတဲ့စပိန်ကနောက်တန်းလေးယောက်မှာပေါ်ရိုပေါင်ကူဘရာစီလာပေါ်တီကူကူရလာတို့နဲ့ပွဲထွက်လာခဲ့ပြီးကွဲလန်မှာတော့ဘလွန်းဒီရောဆိုရှင်ရိုဒီနဲ့ဖေဘီယန်ရူတိုကိုထိုင်ချကတောင်မာရီမှာတော့လမိုင်းကြမယ်ဘရီနာကွဲလန်တိုက်စစ်နေရာမှာဒန်နီအိုလမိုနဲ့အထောင်တိုက်စစ်မှာတော့အိုရာစပယ်နဲ့တူဂိုသမားကတော့ဆိုင်မုံပဲဖြစ်ပါတယ်။တစ်ပတ်ကဘေဂျီယန်ကလည်း၄နှစ်3တစ်ကစားကွက်ကိုပဲကင်းချင်းလာခဲ့ပြီးနောက်တန်းလေးယောက်မှာဒီကူပါမီချီလီအန်ဂွိုင်းကတ်စတန်တို့နဲ့တူကွဲလန်ထိုင်မှာတော့ရာစကန်ဗန်နာကန်ဖြစ်ပြီးတောင်မာရီမှာတော့စပိန်ကိုကောင်တာပြန်ထောက်တဲ့နေရာမှာအရမ်းမြန်ပြီးအားကိုးရတဲ့ဒိုကူနဲ့ထရော့ဆက်ကိုပွဲထုတ်လာပြီးကွဲလန်တိုက်စစ်မှာတော့ဝိုင်းကစားသမားကြီးကေဗင်ဒီဘရိုင်းနာနဲ့အထောင်တိုက်စစ်ကတော့လူကာကူအစားဒီကက်တလာပွဲထွက်လာကကိုသမားကတော့ကော့တွိုက်စ်ပဲဖြစ်ပါတယ်။ဘယ်ဂျီယန်ရဲ့နီပြူဟာကတော့အွန်ပိုဆက်ရှင်မှာစပိန်ကိုဘောလုံးကင်ပြီးရှင်ကစားဖို့ဆိုတာမဖြစ်နိုင်တာကြောင့်ပွဲမစခင်တည်းကအကောင်တာတက်နေတာကစားဖို့ပြင်ဆင်လာတယ်ဆိုတာအတော်လေးကိုသိတာပါတယ်။ထင်ထားတဲ့အတိုင်းပဲပွဲစားတွေကစပိန်အသင်းဟာဘောလုံးကိုကင်ကစားလာခဲ့ပြီးဘယ်ဂျီယန်ဘက်ကိုစတင်ဖိအားပေးတိုက်စစ်ဆင်လာခဲ့ပါတယ်။ဒန်နီအိုလမိုလမိုင်းချမယ်ဖေဘီယန်ရူဒိုရဲ့တိုက်စစ်တွဲလုံးတွေကဘယ်ဂျီယန်ခန်းစစ်အတွက်ဖိအားများစေခဲ့တာကိုတွေ့ရပြီးအထူးသဖြင့်လမိုင်းချမယ်ရဲ့တူးချင်းဖြတ်ကျော်တဲ့စကေးတွေကိုဘယ်ဂျီယန်နောက်ခံကစားသမားတွေမနဲ့တားဆီးခဲ့ရတာပါ။ပွဲကစားချိန်မိနစ်30မှာစပိန်အသင်းရဲ့တိုက်စစ်ဆင်မှုကနေအိုလမိုကအေရီယာထဲကနေကန်သွင်းခဲ့ရမှာကန်ချက်ကပြင်းလုံးတာကြောင့်ကော့တွိုက်စ်ကပုတ်ထုတ်ကာကွယ်ခဲ့ရပြီးပြန်ရှန်ထွက်လာတဲ့အချိန်မှာတော့အသင်းဆောင်နေတဲ့ဖေဘီယန်ရူးစ်ကလှလှပပပဲပိတ်သွင်းခဲ့ကဦးဆောင်ကိုစတင်ရရှိခဲ့ပါတယ်။ဘယ်ဂျီယန်တို့ကလည်းကော့တွိုက်စ်ရဲ့လက်စွမ်းပြောင်းမှုနဲ့တူစပိန်ကိုဂိုးမပေးရဖို့အတွက်ခုခံနေကြားတဲ့ကနေဂိုးပေးလိုက်ရတာကြောင့်ပူဆက်ပူလောင်နေဖြစ်သွားခဲ့ပြီးပွဲကစားချိန်40မိနစ်မှာကတ်စတန်ရဲ့ပေးပို့မှုကိုဒီကတ်တလာကစပိန်နောက်ခံလူတွေကြားတဲ့ကနေမယာမကခေါင်းတိုက်ပြီးခြေပါကိုသွင်းယူပြခဲ့ပါတယ်။ဒါကြောင့်ပဲပွဲကကြိတ်နယ်ရှိလာခဲ့ပြီးဒုတိယပိုင်းရဲ့ပွဲကစားချိန်55မိနစ်ရှောက်မှာတော့အချိန်ပိုနဲ့ပင်နယ်တီဆက်မသွားခြင်းနဲ့စပိန်အသင်းကဘီယေနာနဲ့ဖေဘီယန်ရူတို့ကိုထုတ်ပြီးဖာရန်တိုရက်စ်နဲ့ပရီတိုကိုထက်ကတိုက်စစ်တင်ခဲ့ပါတယ်။ဘယ်ဂျာမကလည်းသူတို့ရဲ့ခွန်လယ်နဲ့ခန်းစစ်ပိုင်းကိုပုံမှန်ဟန်ချက်ညီစေဖို့အတွက်ပွဲကစားချိန်မိနစ်60မှာကစားသမား3ယောက်ထိလူစားလဲခဲ့ပြီးထရော့ဆက်စာဝစ်ဆယ်ဒီကူဘာဆာချောင်းကွင်းစိဘနာဂါဆာရိုမီယယ်လူကာကူတို့ကိုထည့်သွင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့စပိန်ရဲ့လူစားလဲမှုကပိုပြီးမှန်ကန်တယ်လို့ပြောရမှာဖြစ်ပြီးဘယ်ဂျန်ကိုကောင်တာပြန်ထောက်လို့မရအောင်ကိုတိုက်စစ်တင်ကစားနိုင်ခဲ့တာပါ။ကိုသမားကော့တွိုက်စ်ကတင်လို့သာဘယ်ဂျီယန်တို့ကန်ကောင်းခဲ့တာလို့ပြောရမှာဖြစ်ပြီးပွဲကစားချိန်90မိနစ်မှာတော့ပွဲကစားနေစဉ်တွင်ဒဏ်ရာရသွားတဲ့ကော့စထရိုက်ကိုဆန်နီလန်မန်နဲ့လူစားလဲခဲ့ရပါတယ်။အသင်းကိုထူးရှက်လက်စွမ်းအနေနဲ့ပွဲထဲမှာအာယုံအပြည့်ဆိုင်ပြီးကယ်တင်ပေးနေတဲ့ကော့စထရိုက်ဟာကွင်းထဲကနေထွက်ခွာသွားချိန်မှာမျက်ရည်ကျခဲ့ရပြီးတော်လေးစစ်မကောင်းဖြစ်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။ဘယ်ဂျီယန်တို့အတွက်တော့အစတွေကဒဏ်ရာရကစားသမားတွေမပါဝင်တဲ့ကြားထဲကနေစပိန်ကိုထိန်းကစားနေရပါတယ်ဆိုကမှအသင်းရဲ့အဓိကကစားသမားလူစားလဲခင်ရချိန်မှာကန်ဆိုးမပေါင်စတင်ကြရောက်လာတော့တာပါပဲ။ဘယ်ဂျီယန်တို့အခြေအနေမဟန်တော့တာကိုသိတဲ့စပိန်ကတိုက်စစ်မှုအိုရာစပိန်နေရာမှာနီကိုဝီလီယံကိုထည့်သွင်းခဲ့ပြီးတိုက်စစ်ပိုတင်လာခဲ့ပါတယ်။ပွဲကစားချိန်86မိနစ်မှာတော့ဘယ်ဂျီယန်ကခန်းစစ်ကိုပိုပြီးပိတ်ဆော့ဖို့အတွက်ကေဗီဒီဘရိုင်းကိုအနာပေးခဲ့ပြီးစပိန်ကတော့အဖိုးတန်လူစားလဲမှုကိုပြုလုပ်ခဲ့ပါတယ်။ဒန်နီအိုလမိုကိုကြော်ပြီးပွဲထွက်ခွင့်ပေးဖို့အတွက်ဘလို့မှမဖြစ်နိုင်တဲ့မယ်ရီနိုကလူစားဝင်လာခဲ့ပြီး2မိနစ်ကြာမှပဲပွန်ကူရာစီရဲ့ကန်သွင်းမှုကိုဆန်နီလာမန်ကဖမ်းလိုက်ချိန်မှာဘောလုံးကရှန်ထွက်သွားခဲ့ပြီးမယ်ရီနိုကပိတ်သွင်းခဲ့တာကြောင့်2-1ဖြစ်သွားခဲ့ကစပိန်တို့နောက်တစ်ဆင့်တက်ဖို့တေချာသွားခဲ့တာပါ။ကော့စထရိုက်နေရာမှာလူစားဝင်လာတဲ့ကိုသမားဆန်နီလာမန်ကဒီဂိုးမှာသူ့ရဲ့အားနည်းချက်အနေငယ်ပါဝင်နေခဲ့လို့ဂိုးပေးလိုက်ရတယ်လို့ဆိုရမှာပါ။တကယ်ဆိုရင်ဂူဘရာစီရဲ့ခံချက်ကအတော်လေးကိုပြင်းခဲ့တာကြောင့်ဆန်နီလာမန်အနေနဲ့အမိကြဖမ်းဖို့မစင်စားသင့်ပဲပုတ်ထုတ်လိုက်ရမှာပါ။ဒါပေမဲ့အခြေအနေတွေကအခုလိုဖြစ်မလာခဲ့ပဲမယ်ရီနိုရဲ့ကောက်စားတစ်ပေါက်ကြောင့်ဘယ်ဂျီယန်တို့အသေးခွဲခံခဲ့ရတာပါ။ဒီဂိုးကိုသွင်းခဲ့တဲ့မယ်ရီနိုကတော့စပိန်အသင်းရဲ့သွဲကောင်းဖြစ်ခဲ့ပြီးအခုဆိုရင်ပေါ်တူဂီကိုအနိုင်ရတဲ့ပွဲမှာလည်းလူစားဝင်ကစားသမားဖြစ်ဂိုးသွင်းနိုင်ခဲ့တယ်လို့အခုလည်းဘယ်ဂျီယန်ရဲ့ပွဲမှာလူစားဝင်ပြီးဂိုးသွင်းခဲ့တာကြောင့်ရှုံးထွက်ဆင့်ပွဲစဉ်မှာ2ပွဲဆက်တိုက်လူစားဝင်ကစားသမားဖြစ်ဂိုးသွင်းနိုင်တဲ့ပထမဆုံးသောကစားသမားဖြစ်လာခဲ့ပါတယ်။ပြောရရင်မယ်ရီနိုကစပိန်အသင်းရဲ့လူစင်းမှာပွဲထွက်ခွင့်ပေးဖို့နေရာမချပေမဲ့ဒီပြဖူရန်တေအတွက်တော့တကယ်ကိုအားကိုးရတဲ့လှုပ်ဝက်လက်နက်တစ်ခုဖြစ်ရှိနေကြတာပါ။သူ့ရဲ့ကစားဟန်ကပျော်တိပျော်ဖက်နိုင်ပေမဲ့အတိုးစိတ်နဲ့ဘောလုံးတက်ခနစ်ပိုင်းတွေမှာတော့တကယ်ကိုရေသွေးရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူကြောင့်ပဲပေါ်တူဂီကိုအနိုင်ယူပြီး16သင်းဆင်ကနေတက်လန်းနိုင်ခဲ့သလိုအခုလည်းကွာတာဖိုင်နယ်ဆင်ကနေသူ့ကြောင့်ပဲတက်လန်းနိုင်ခဲ့တာဖြစ်ပါတယ်။စပိန်ပရိသတ်တွေကတော့မယ်ရီနိုရဲ့အသေးခွဲကိုကြောင့်ဆီမီဖိုင်နယ်ကိုရောက်သွားပြီဖြစ်လို့အတော်လေးကျဉ်းတဲ့အားရနေကြမှာအမှန်ပဲဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့တဲ့တယောက်ချီးစီတိုင်းကိုကျေးဇူးထူးပင်တရှိပါရခင်ဗျာ။